အမတို့ဇမားလေးပြန်လဲရောက်ရှိလို့လာပါပြီကဲဇမားလေးဝတ်ထားတာကတော့စနိုးအမွေးပွားလေးဖြစ်ပါတယ်ဒါလေးကိုဇမားတို့ကအနည်းဆုံး10တဲ့တစ်စီး9တဲ့တစ်စီးကနေစပြီးတော့ရောင်းချပေးပါမယ်ဖြစ်ပါတယ်လက်လီဈေးလဲဇမားတို့ဆိုင်မှာလာဝဲတဲ့လူလက်လီရောင်းချပေးပါမယ်ဒါမှမဟုတ်ညီမလေးအမတို့ကအေးတဲ့နေရာဖြစ်လို့ရောင်းမှာမဟုတ်ဘူးကိုယ်တိုင်လေးပဲဝတ်မှာ2ထည့်3ထည့်လေးလဲရောင်းပေးပါဦးဆိုတဲ့သူတွေအတွက်လည်းဇမားလေးကရောင်းပေးပါပဲဖြစ်ပါတယ်ကဲအမတို့ဇမားလေးရှိမှပါလာတဲ့ကာလာလေးတွေကိုတစ်ဆက်ပြပေးမယ်ဇမားလေးကပေါင်120နဲ့2ပေါင်ဆိုတော့အမတို့ကြည့်လိုက်တော့130လောက်ဒီအေးစစ်စစ်ဝတ်လို့ရပါတယ်ဟောဒီလိုမျိုးလက်ကလေးထိုးပြီးတော့เนาะစတိုင်ကြလေးလည်းနေလို့ရပါတယ်ဒီလိုမျိုးလဲကော်လာအထောင်လေးလည်းပါတယ်ဆိုတော့အမတို့လဲပင်းအိမ်မှာလည်းမပူရပါဘူးရှင်သူ့စီမှာပါလာတဲ့ကာလာလိုင်းလေးတော့အမတို့လုံးဝเนาะ special ကာလာလေးကြီးပဲအမဇမားတို့အခုဇမားလေးဝတ်ထားတဲ့မိုးပြလေးရမယ်ဒါလေးရမယ်ကဲဒီလိုကာလာလေးတွေလည်းရပါမယ်ရှင်ကဲအမတို့ပြထားတဲ့ကာလာလိုင်းတွေကအကောလုံးပါမှာမို့အယောင်ကာလာလေးတော့ရွေးချယ်လို့မရပါဘူးရှင်ဇမားလေးပြထားတဲ့ဒီလို snow ဝေးပါလေးတွေဝယ်ယူနေဆိုတော့ဇမားတို့က10တဲ့တစ်စီး6900နှုန်းနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်9တဲ့ဝယ်ရှင်တဲ့လူတွေကလည်းဇမားတို့9တဲ့စီကို6900နဲ့ပဲရောင်းချပေးပါမယ်တစ်ထည်နှစ်ထည်ဇမားတို့တစ်ထည်တော့လက်လီ online မှာမပို့ပေးပါဘူးအနည်းဆုံး2ထည်3ထည်ဝယ်ယူရှင်တဲ့ကိုယ့်ရဲ့ပေါက်တယ်တို့ရေ2ထည်3ထည်သမားလေးတွေကိုဇမားတို့က9500ကျပ်နဲ့အေးရောက်ဝယ်ရှင်စနစ်နဲ့ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ဒီလိုမျိုး style မိမိမိုက်မိုက်နဲ့စောင်းတွင်းမှာအထာကြကြလေးဝတ်ရှင်နေဆိုတော့မားတို့ဇမားလေးဝတ်ပြထားတယ်ဒီလိုစနိုးအမွေးပါလေးကို great ကြကြလေးဝတ်လို့ရမယ်ဒီလိုအနှွေးတယ်လေးတွေကိုဝယ်ယူမယ်ဆိုတော့ဇမားတို့ရဲ့ဆိုင်အယောင်ဖုန်းနံပါတ်တွေဖြစ်တဲ့3ညာကို6 9 3 3ညာကို9 9 9နဲ့3ညာကို9 6 9 9ကို9လေးကိုဘိုက်ပါတို့ကိုဆက်သွယ်နိုင်ပါတယ်ကဲညောင်အမတို့ကြံသေးတယ်ဆိုင်ကိုတကူးတကလာပြီးတော့ဝယ်ယူရှင်နဲ့ရှစ်ပေါက်တယ်တို့ရဲ့လက်လီတစ်ထည်ကို1000ကျပ်တယ်ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်